မဲမင်္ဂလာပါဘောနော်ဒီနေ့ကတော့KBK channel ကိုစင်ပေါ့နော်လေသမားလေးစီနဲ့ပတ်သက်လို့စိတ်မပူကြပါနဲ့လို့ဒီလိုအောင်မှာ73စီသမုံ3စီရောက်နေတယ်လမ်းမှာ9စီလာနေတယ်အဲကြောင့်စီကဒီရက်ထဲမှာလည်းစီသေးရလည်းကြောက်ဖို့ကောင်းသွားတယ်ပေါ့နော်ကြောက်ဖို့ကောင်းဘယ်လိုလဲဆိုတော့တကားလမ်းကို3000နဲ့4000ဝန်းကျင်ကြားရဲ့ရောက်3000ပတ်ချလေလောက်မှရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်ပြီးတော့လိုချင်တိုင်းမရဘူးအခုဒါပေမဲ့အခု SC တွေရောက်လာပြီဆိုတော့ XC ကားတွေတီလောကနေထွက်လာမယ်ဆိုလို့ရှိရင်တော့စီသေးတွေကတော့ပြကြမှာပေါ့နော်နည်းနည်းဝယ်လို့ရမယ်တော့တင်ပါတယ်အရှိလိုက်ပိုင်းကဖြစ်တဲ့စစ်ပွဲတွေကနေပြီးတော့ကျွန်တော်တို့အာရှနိုင်ငံဒီမြန်မာနိုင်ငံကိုလာပြီးတော့စီပြဿနာလာပြီးတော့ထိခိုက်တယ်ပေါ့နော်လာတိုက်ရိုက်အချိုးကျတယ်နောက်တစ်ခုကအဲ့တဲ့အဆိုးတာဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံစီပြဿနာတွေမဟုတ်ပါဘူးဆန်အိုးလည်းနည်းနည်းလေးအပ်သွားတယ်ဆန်အိုးလေးနည်းနည်းအပ်သွားတယ်အဲ့ဆန်အိုးဒီဘလို့မကွဲအောင်ဘလို့ထိရမလဲဆိုအဲ့ဒါတော့အရေးကြီးပါတယ်အဲ့ဒါအရေးကြီးတယ်ဒီနေ့လေသမားတွေကိုင်းတော့ပဲသမားတွေပေါ့နော်ပဲဒီနေ့ပဲဆိုင်တဲ့လူတွေတချို့ကောင်းတဲ့နေရာတွေရှိသလိုတချို့မကောင်းတဲ့နေရာတွေဖြစ်နိုင်လို့ရှိရင်တော့တချို့မကောင်းတဲ့နေရာတွေပေါ့မကောင်းတဲ့နေရာတွေတေကောက်တတင်းနေပါတတင်းခွဲနှစ်တင်းပဲအဲ့လောက်ထွက်တော့ပြီးပြီလေပဲတတင်းကိုတသိန်းရတသိန်းပတ်ချလေဈေးလုံးနဲ့ပိုးသေးတပူးပိုးပဲရှိတယ်မျိုးသေးမပါဘူးစီဘိုးမပါဘူးတဲ့မှာအားသေးဘိုးတွေမပါဘူးဘာတစ်ခုမှမပါဘူးပိုးသေးလေးတပူးတသိန်းလောက်ရှိတယ်အဲ့တော့ပဲတတင်းရရတယ်နှုတ်ခါကြီးမပါဘူးခြွေကမပါဘူးအချိန်တွေကုန်သွားတဲ့အချိန်တွေမပါဘူးအဲ့တော့ဘာဖြစ်မလဲဆိုတော့နည်းနည်း AI တိုင်းကဆန်အိုးလေးပေါ့ဆန်အိုးလေးနည်းနည်းအပ်သွားတယ်နေရာဒေသမတူတဲ့အတွက်ကြောင့်အချို့တွေကတော့မရိတ်ကသေးဘူးအချို့တွေကတော့ရိတ်နေပြီအချို့တွေကတော့စပားတွေကျွန်းကြနေတယ်ကျွန်းကြတဲ့အချိန်မှာစီတွေဝယ်လို့မရလို့ရိတ်ချွေတွေကရက်နေတယ်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ကြားရတဲ့တင်ကတော့ဟုတ်လားမဟုတ်လားတော့မသိပါဘူးစီတွေကိုပေါ့လေသမားတူကိုနှစ်ကားလန်တော့တေးကောက်နှစ်ကားလန်တော့အုပ်ကြီးတွေထောက်ခံပေးရမယ်အဲ့လိုမျိုးဖြန့်ရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေကောင်းပြေနိုင်လိမ့်မယ်လို့ထင်တယ်ဒါပေမဲ့အဲ့အချိန်မှာတကယ်လိုရတဲ့လူတွေရှိသလိုတကယ်မလိုရတဲ့လူတွေလည်းရှိတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့လေသမားတွေကိုနိုင်ကလည်းဖြူစင်ရမယ်ဆိုတော့ငါတို့ကမလိုသေးဘူးလူအရေးကြီးလူတွေပေးလိုက်အဲ့လိုမျိုးဖြစ်ရအဲ့လိုဆိုရင်တော့စီချွေဒီစီပြဿနာနဲ့လေးကနည်းနည်းလေးအဆင်ပြေမယ်